Tati tata taudan soda shire. Tati tata sodaga lamong tia lo debeyare. Tati tata tati sodaga lambo. Tata sodaga tia lamong tia. Eri majano di gumya swabya baho de soda chetaru de. Tazong dia to bokoga. Me menekem ma lan achet bong tia phit me ani set khan ya me. Ni le ken ma be le lan achet bong tia phit me atho swa khan ya me. Nyan ni ken ma le be lan achet tia phit me atho swa khan ya me. Ada balaw ja ja atho khan ya ma le so yinနှစ်ပေါင်း100တဲ့။အသက်100အသက်ရှည်တဲ့လူပေါ့။အဲ့ဒါတရက်ကိုလှန်ချက်300ပေါ့နော်။တရက်ကိုလှန်ချက်300နှစ်ပေါင်း100မင်းအထိုးခံလို့အဲ့ဒီပုဂ္ဂိုလ်ကမင်းဒီလိုသာလှန်တဲ့တရက်ကိုအချက်300နှစ်ပေါင်း100အထိုးခံမယ်ဆိုလို့ရှိရင်မင်းသစ္စာလေးပါးသိရလိမ့်မယ်လို့တစုံတစ်ယောက်ကလာပြောမယ်ဆိုရင်အဲ့ဒါဝမ်းမြောက်ဝမ်းသာလှန်အထိုးခံလိုက်ပါတဲ့မြတ်စွာဘုရားကတရက်ကိုအချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါတန်နေတဲ့ဒါဥစဉ်ကအရက်စကားလေးနဲ့နားလည်အောင်ပြောတာနော်တန်နေတဲ့သစ္စာလေးပါးကိုသိမယ်လားဆိုလို့ရှိရင်တရက်ကိုလှန်အချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါဘာဖြစ်လို့လဲဆိုတော့တကယ်လို့သာသစ္စာလေးပါးကိုမသိဘူးဆိုလို့ရှိရင်နောင်လာမယ့်အနာဂတ်သို့မဟုတ်အတိတ်ကာလတုန်းကဖြစ်ခဲ့တဲ့အရာတွေကိုမှန်းဆကြည့်ပြီးတော့နောင်လာမယ့်အနာဂတ်မှာဒုက္ခတွေဘလောက်ကြံသေးတယ်ဆိုတာကိုပိုင်းခြားလို့မရလို့ပဲတဲ့ကောင်းအခါခါပြက်ပြီးတော့တေးရတာတွေလှန်ထိုးခံရလို့ဓာခုတ်ခံရလို့ပေါ့စိန်နဲ့ခုတ်ခံရလို့တေးရတဲ့ဘဝတွေအဲ့ဒါတွေကဒီနှစ်တရက်ကိုလှန်ချက်300တဲ့အများကြီးချိုးလိုက်မယ်ဒါကြောင့်ဒီလိုလှုပ်လို့သစ္စာလေးပါးကိုသိမယ်ဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါတဲ့အဲ့ဒါကိုစင်စင်ရရဖြစ်တယ်လို့မပြောသင့်ဘူးတဲ့အဲ့ဒါချမ်းသာတယ်လို့တောင်ပြောသင့်တယ်တဲ့အဲ့လိုတောင်ပြောထားတာအဲ့တော့ဒီဒေသနာကဒကာဓမ္မတို့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေရဲ့ပုံမြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်တွေကိုယုံကြည်တဲ့တပ္ပညုတဉာဏ်ကိုယုံကြည်တဲ့သတ္တတရားကိုအခြေခံမှစိတ်ထဲမှာလေးလေးနက်နက်ခံစားလို့ရမှာနော်